ဒီပဲသွားမလို့ငွေကျွန်တော်တို့ဒီနေ့ကျွန်တော်ရဲ့ညီလေးတယောက်ပေါ့နော်ဆိုင်းညီလေးတယောက်ရဲ့မွေးနေ့ပေါ့မွေးနေ့ကိုကျွန်တော်တို့ဒီဇိုင်းလုပ်မှာထမင်းဖိတ်ကြွေးထားလို့အဲ့ဒီကိုကျွန်တော်တို့ဝါရီသွားမှာဖြစ်ပါတယ် level 2တူချင်းနေနဲ့ရောက်ပါပြီကျွန်တော်တို့သွားရမယ်ဖြစ်ပါတယ်ဟိုရှိရအောင်ဟိုရှိရအောင်မကြီးပါတော့တော့မှဘူးမိုင်းဒီရှိရမှာကဲဖိုးဝီလေးတည်းရတာဒါမှမဟုတ်ဖိုးဝီလေးနဲ့တိုင်တော့မိုင်းကျန်ကြီးတော့လေဟိုကနေမျောနေရလေဟုတ်တယ်ဟိုဘက်ကညာလမ်းပို့နေမှာဆိုတော့ရေးစစ်ပွဲသွားလို့တူးနေရလားတူးရလားဟိုဝေးကြီးတော့ကားပွဲနေတော့ကားပွဲနေဒါမှခုနကားပွဲနေတာတော့မရိုက်လိုက်ဘူးလို့ရိုက်လိုက်ရအောင်ရနော်လို့နေရပါကြတော့ကြာပြောပါပါဒီလာနော်ပြုံးနေပြန်ပါပြောတယ်ကောင်းနေပြောတယ်လို့သွားရှင်လာကြ来，家里有啊，你背哪里有嘛？不？ရင်းပါရတယ်ဟုတ်ကဲ့ပါဒါရပွဲစားတွေဒါရပွဲစားတွေ ပေးတာလေမပုံကြီးချက်မလို့လုံနေလေ ပွဲစားတွေ အဲ့လေချက်တယ် ထိုင်လားဒါညီကိုနေရ တောက်ချင်တဲ့လူသားမတောက်ချင်တဲ့လူမတောက်နဲ့စွမတိုင်ဘူးမူးမယ်နော်မူးမယ်နော် လက်လည်းထိုင်တော့ဘာလဲစီဒီဘက်မှာလေကြောင်လို့တော့မထင်းဘူးကိုယ်ရတဲ့ဘောတာတော့ပြချက်တယ် စားတာရစားလိုက်ဆိုင်ပြေးစားနော် နေတမဲပြောမလားမေးဝါအားရရလား မနေကြောလိုက်ဟုတ်တယ်ကိုမကြက်တော့ကိုတာကိုရကြတော့တယ် ကိုမကြက်နေရပြေးစားနော်ဟုတ်ဟုတ်မကျနေဘူးကျမနဲ့ဒီဘိုးတို့ကြီးရောမှာအဖေကမှတည်နေတာအဘောလည်းမတည့်အောက်လည်းမသိကန့်လည်းလုံးတယ်အဲ့ဒီ စပြီးတောက်ပြီးလည်းခဏလေးကျွေးရပြီးနေကြငါတို့လက်ဖက်တော်တော်ကြိုက်တယ်ကောင်းလက်ဖက်တော့လက်ဖက်ကိုအဝါလေးတခါလဲသွားဘူးအဲ့သွားဘူးတဲ့လက်ဖက်ရတာနဲ့တော်တော်တူတယ်အဲ့မိတော့အဲ့လိုလက်ဖက်မျိုး